အဲ့ဒီလူယုံမှာဟာသူ့ရှိမှရက်နေတဲ့သူကသူ့အလုပ်လုပ်နေတဲ့ကုမ္ပဏီရဲ့ CEO ကြီးမှမသိပဲအတုံးမကျတဲ့ကောင်ဆိုပြီးတောက်လျှောက်ဆဲဆိုနေကြတာပါအခြေအနေရက်ကိုရိပ်မိသွားတဲ့ညီမဖြစ်သူကတော့ကြောက်လန့်နဲ့ဆိတ်ဆက်ထားသူကိုကော်ဖီဆိုင်ထဲကနေအမြန်ဆွဲထုတ်သွားပါတော့တယ်ကြံခဲ့တဲ့ခင်မွန်ဟောင်းကဇနီးတဲ့ကိုမင်းပါလို့ငါ့ကိုရှောင်နေတာလဲလို့မေးလိုက်ပေမဲ့သူမကတော့ဘာမှပြန်မပြောပဲတိတ်ဆိတ်နေခဲ့ပါတယ်ဒါကြောင့်သူဟာဇနီးဟောင်းကိုအတင်းအကျပ်ဆွဲခေါ်ပြီးသူ့ရဲ့ကားပေါ်ကိုတက်ခိုင်းလိုက်ပါတယ်ပြီးတော့ဒရိုင်ဘာကိုအပြင်ခဏထွက်ခိုင်းပြီးဇနီးတဲ့ကိုစတင်မြင်ညံပါတော့တယ်ငါပေးခဲ့တဲ့ဒေါ်လာ30တန်းရှိရသားနဲ့မင်းပါလို့ဒီမှာအလုပ်လုပ်နေတာလဲလို့မေးတဲ့အခါမှာသူမကအဲ့ဒီလူနဲ့လဲလက်မထက်ခဲ့သလိုပတ်စံတွေကိုလည်းဖခင်ဖြစ်သူကအကုန်ယူသွားလို့ဝမ်းစာအတွက်အခုလိုရုန်းကန်နေရတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်ခင်မွန်းဟောင်းကကားအက်ဆီဒင့်အကြောင်းနဲ့မက်ဆေ့ချ်တွေဘာလို့ပြန်မဖြေတာလဲလို့ထပ်မေးတဲ့အခါသူမကကျမတို့ကွာရှင်းပြီးသားလေရှင့်ကိုဒါတွေပြောပြစရာအကြောင်းမရှိဘူးလို့အေးဆက်ပြန်ဖြေပါတယ်ခင်မွန်းဟောင်းကစိတ်မကောင်းစွာနဲ့ပဲကွာရှင်းတော့ငါပေးခဲ့တဲ့အိမ်ကား3စီးနဲ့ဒေါ်လာ30တန်းကိုမင်းကညင်းခဲ့တာအခုလိုဘဝမျိုးနဲ့နေချင်လို့လားလို့မေးပါတယ်မင်းကလေးကတော့သူမဘဝကိုသူမဆိုးတယ်လို့မထင်ကြောင်းပြန်ပြောခဲ့ပါတယ်နောက်ဆုံးမှာတော့ခင်မွန်းဟောင်းကသူမကိုအိမ်ပြန်လိုက်ခဲ့ဖို့နဲ့3လအတွင်းဖြစ်ခဲ့တာတွေကိုအကုန်ပြောပြဖို့အတင်းခေါ်သွားပါတယ်သူမကအလုပ်ရှိသေးတယ်လို့ညင်းပေမဲ့သူကငါရှိနေတဲ့၍မင်းအလုပ်လုပ်เสียမလို့တော့ဘူးလို့ပြောပြီးသူမအတွက်ထိုင်ကုန်ကားဘက်ကိုကိုယ်တိုင်ပတ်ပေးကအိမ်ကိုခေါ်လာခဲ့ပါတယ်အိမ်ရောက်တဲ့အခါသူဟာဇနီးဟောင်းအတွက်ဖနက်ကိုကိုယ်တိုင်ကိုကြလဲပေးခဲ့ပါတယ်ဒီမြင်ကွင်းကသူမဒီအိမ်ကိုပထမဆုံးရောက်လာစဉ်ကသူဖိနဲ့လဲပေးခဲ့တဲ့ပုံစံအတိုင်းမို့လို့သူမရင်ထဲမှာအယမ်းကိုခံစားသွားရပါတယ်အဲ့ဒီနောက်သူကသူမအတွက်ဟင်းချက်ပေးမယ်လို့ပြောပေမဲ့ခင်မွန်းဟောင်းနဲ့သူ့ချစ်သူအမျိုးသမီးရဲ့တပ်ပုံကိုမြင်လိုက်ရတဲ့အခါမှာတော့သူမဟာမျောလင်းချက်တွေကိုချက်ချင်းပြန်ရုပ်သိမ်းလိုက်ပါတယ်ခဏအကြာမှာတော့သူဟာခောက်ဆွဲတပကံချက်လာပေးပါတယ်ခောက်ဆွဲပကံပေါ်ကစတစ်ကလေးကိုမြင်လိုက်ရတဲ့အခါသူမဟာလွန်ခဲ့တဲ့3နှစ်ကသူတို့နှစ်ယောက်ချစ်ခဲ့ကြတဲ့အချိန်တွေကိုပြန်ရောက်သွားတယ်လို့ခံစားလိုက်ရပါတယ်ဒါပေမဲ့အခုချိန်ဟာအရင်လိုမဟုတ်တော့မှန်သူမသိနေပါတယ်အဲ့ဒီနောက်မှာတော့ခင်မွန်းဟောင်းကပြီးခဲ့တဲ့3လအတွင်းဘာတွေဖြစ်ခဲ့လဲဆိုတာကိုစတင်မေးမြန်းပါတော့တယ်